ရွှေအောင်နေတဲ့ channel မှာကျွန်တော်ရဲ့ဒီမိတ်ဆွေတငယ်ချင်းများအားလုံးမင်္ဂလာပါလို့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒါဒီအားတော့ကျွန်တော်9ချိန်မြောက်အတွက်ပထမဆုံးဖိုင်ပေါ့နော်ကျွန်တော်ရဲ့မှာဒုတိယအကြိုက်ကဏ္ဍလေးကိုကျွန်တော်အများအားကြည့်ရှုတဲ့မိတ်ဆွေများကိုပေါ့နော်ဒါလေးကျွန်တော်ဒုတိယအကြိုက်အနေနဲ့ကဏ္ဍတစ်ခုကိုပြသပေးမယ်ပေါ့ဗျာနော်ဒါမိတ်ဆွေများလည်းအများအားကြည့်ရှုတဲ့မိတ်ဆွေများလည်းဟိုကိုကြိုက်တာလေးတွေကီးလေးဘရိတ်လေးတွေနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ပေါ့နော်အသုံးပြုနိုင်ရန်အတွက်ကျွန်တော်ကပြပေးခြင်းဖြစ်တယ်ပေါ့နော်ဒီတစ်ပတ်မှာကျွန်တော်ကြိုက်တဲ့ဘရိတ်လေးလဲအဲ့မှာသူကတော့ဘရိတ်လိုင်းတော့မပါဘူးပေါ့နော်ကဏ္ဍထည့်လိုက်တာနဲ့ကျွန်တော်ကြိုက်တဲ့ဘရိတ်ပေါ့အချိန်ရတယ်ဆိုရင်တော့အဲ့ဘရိတ်လေးပါကျွန်တော်ပြပေးမယ်ကဲအားလုံးမင်္ဂလာပါရွှေအောင်နေတဲ့ channel မှာတက်ပြီးတော့ကြိုဆိုရပေါ့ဗျာကဲအားလုံးမိတ်ဆွေတွေအကောင့်တစ်ကလေးဖြစ်တဲ့အတွက်ကြောင့် subscribe လေးတွေနှိပ်ပြီးတော့ like လေးတွေနှိပ် comment လေးတွေရေးပြီးတော့ရှင်းနိုင်တဲ့မိတ်ဆွေများလည်း share ပေးနိုင်တယ်ပေါ့ဗျာနော်ဒါကတော့အကောင့်တစ်ဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေများ subscribe လေးတွေပြန်နှိပ်မှလည်းကျွန်တော်တို့တင်ဆက်တာလေးကိုသိနိုင်ပါနော် subscribe နှိပ်ပြီးတာမိတ်ဆွေများလည်း notification လေးနှိပ်ထားလို့ရှိရင်ကျွန်တော်ဘာတင်ထားတယ်ဆိုတာကိုသိနိုင်တယ်ပေါ့ဗျာနော်ဒါမှချက်ချင်းတန်းပြီးတော့မိတ်ဆွေများဖုန်းဖွင့်လိုက်တာနဲ့တန်းပြီးတော့ notification လေးနှိပ်ထားရင်ပေါ်တာပေါ့နော်ကဲအားလုံးမင်္ဂလာပါစပြီပေါ့နော်ဒီ line လေးကကျွန်တော်ရဲ့ဒုတိယအကြိုက်ကဏ္ဍလေးလို့ပြောလို့ရှိရင်လေရတယ်ပေါ့ဗျာနော်ဒုတိယအကြိုက်ကဏ္ဍကျွန်တော်အဖွဲ့လေးကိုဒုတိယအကြိုက်ထဲမှာဒီကဏ္ဍလေးထည့်ပေးမယ်လို့ကျွန်တော်ဆုံးဖြတ်ထားတယ်ပေါ့နော်ကဲစပြီအဲ့တော့ကျွန်တော်တို့ဘယ်နေရာကစတယ်လဲလို့လေ့လာကြည့်တော့မယ်ပေါ့နော်ဘယ်နေရာကစတာလဲဆိုရင်ဒီမှာဒီနေရာကကျွန်တော်အရင်တစ်ပတ်ကဒီ line လေးကိုကျွန်တော်ပြထားပြီးပါတယ်ပေါ့နော်အဲ့တော့ဒီသုံးလုံးပေါင်းချင်းဒီ30လို့ကစားထားတယ်ဗျာနော်အဲ့ဒီသုံးလုံးပေါင်းချင်းဒီလေ30လို့ပဲကစားထားတယ်နော်အဲ့တော့ဒီသုံးလုံးပေါင်းချင်းဒီလေ30လို့ပဲကစားထားတယ်ဗျာနော်အဲ့ဒီသုံးလုံးပေါင်းချင်းဒီလေ30လို့ပဲကစားထားတယ်ပေါ့နော်အဲ့ဒီသုံးလုံးဒီ line လေးကစိတ်ဝင်စားစရာကောင်းတယ်ကျွန်တော်တို့မိနစ်တုန်းကအဲ့ဒီမှာ8ထိပ်စီးနဲ့တုန်းကဒီမှာလေထိပ်စီးကိုတစ်လုံးနဲ့အငြိမ်ပေးတာအဲ့တုန်းကလည်းပေါ့နော်4ဖြစ်စဉ်နေနဲ့ပေါ့နော်ဒီခွားနဲ့ဒါနဲ့8ဆိုပြီးတော့လာတဲ့ဟာတွေ4ဆိုတဲ့ပုံဒီလာခဲ့တဲ့ဟာလေးတွေပေါ့နော်အဲ့ဒါမျိုးပြတော့ကျွန်တော်အချိန်မလောက်မှကြောက်လို့နော်ကဲဟုတ်ပြီအဲ့တော့လည်းထိပ်စီးတစ်လုံးကိုပဲအငြိမ်ပေးတာအခုလည်းကျွန်တော်ကြိုက်တဲ့ထိပ်စီးတစ်လုံးနဲ့ကဏ္ဍတစ်ခွက်ဖြစ်နေလို့မိတ်ဆွေများကိုပြသပေးမယ်ပေါ့နော်အဲ့ဒီမှာသူကဘာအလုပ်လုပ်လိုက်တာလဲလို့ဆိုရင်ဆန်းရလေးနဲ့ပြပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ဒီနတ်မှာအဲ့ဒီတုံညတွေကိုဒီသုံးလုံးပေါင်းချင်းဒီပရိတ်နှစ်ခုပေါင်းချင်းတုံညဆိုပြီးတော့လာပြီးတော့ကစားလိုက်တယ်ဟိုက်ပရိတ်နှလုံးပေါင်းချင်းတုံညဒီပရိတ်နှစ်ခုပေါင်းချင်းဒီလေတုံညဆိုပြီးတော့လာကစားထားတယ်ပေါ့ဗျာနော်အဲ့ဒီပရိတ်6နဲ့ပရိတ်4နဲ့လေတုံညဆိုပြီးတော့လာပြီးတော့အတိအကျလာဖြည့်ထားတယ်ဒီပရိတ်9နဲ့အဲ့ဒီပရိတ်9နဲ့ဒီပရိတ်9နဲ့လေတုံညလိုပဲလာပြီးတော့အတိအကျလာပြီးတော့ကစားထားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီတုံညလို့ကစားပြီးတော့ဘာတွေအလုပ်လုပ်တာလဲဆိုရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်အောင်ပေါ့နော်အဲ့ဒီတုံညတွေကိုကျွန်တော်တို့ကဒီနန်းလေးမှာဟုတ်ပြီကဲတစ်ချက်ကြည့်အောင်ပေါ့နော်ဟိုက်နှလုံးပေါင်းခြင်းတုံညဆိုပြီးတော့ကစားထားတယ်ဒီနှလုံးပေါင်းခြင်းတုံညလို့လာကစားထားတယ်အဲ့ဒီနှလုံးပေါင်းခြင်းဒီလေတုံညဆိုတော့ကဏ္ဍတစ်ခုကိုပဲလာပြီးတော့ဥတီထားပြီးတယ်ပေါ့နော်အဲ့ဒီနောက်တွဲနှလုံးပေါင်းခြင်းလေတုံညပဲလာကစားထားတယ်ဒီမှာလဲတုံညဆိုတာလေးကိုလာပြီးတော့ကစားထားတယ်ပေါ့နော်ကဲ subscribe လေးတွေ like လေးတွေနှိပ်ပြီးတော့အားပေးနိုင်တယ်ပေါ့နော်ကျွန်တော်ရဲ့ဒုတိယအကြိုက်ကဏ္ဍလေးကိုမိတ်ဆွေများကိုပြပေးတယ်ထွက်တာမထွက်တာတော့သူ့အပိုင်းပေါ့နော်ကျွန်တော်တို့ရှာဖွေထားတဲ့ထဲမှာကြိုက်တဲ့ကဏ္ဍလေးတစ်ခုကိုပြပေးခြင်းဖြစ်တယ်ပေါ့နော်ထွက်လာခဲ့ရင်တော့အကျိုးရှိမှာပေါ့ဗျာနော်တကြံရောက်တော့မှာဖြစ်သည့်အတွက်ကြောင့်ပေါ့နော်ကျွန်တော်ရဲ့စိတ်ကူကတော့အဲ့လိုပါတကြံဆိုလဲပေါက်ခင်လှူနိုင်တန်းနိုင်အောင်ဆိုတဲ့သဘောလေးနဲ့စိတ်ကူးလေးနဲ့ပါနော်အဲ့လိုပြပေးခြင်းဖြစ်တယ်အပိုင်းလေးတေချာတွေဆိုတဲ့စကားလုံးတွေမပါဘူးနော်ကျွန်တော်ပြတဲ့ထဲမှာဟုတ်ပြီအဲ့တော့ပြောချင်တာကဒီမှာတုံညကိုပရိတ်နှစ်ခုပေါင်းတုံညဒီတုံညကိုလည်းပရိတ်နှလုံးပေါင်းတုံညကစားတယ်နော်ဒီတုံညကိုလည်းပရိတ်နှစ်ခုပေါင်းခြင်းတုံညပဲကစားထားတယ်အဲ့ဒီရဲ့တုံညကိုလည်းဒီပရိတ်နှစ်ခုပေါင်းခြင်းတုံညလို့ကစားပြီးကမှနောက်နှလုံးပေါင်းခြင်း30နောက်နှလုံးပေါင်း30နောက်နှလုံးပေါင်းခြင်း30နောက်နှလုံးပေါင်းခြင်း30လို့လာပြီးတော့ကစားထားတယ်အဲ့ဒီလို30လို့ကစားပြီးကမှသူကဘာတွေအလုပ်လုပ်တာလဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနည်းလေးမှာဒီကစရတယ်ပေါ့နော်ဒီနှလေးမှာဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းဆိုတော့ကျွန်တော်ဒီမှာ9နှစ်လေးပြောက်တော့ဟောဒီမှာ9နှစ်ဟောဒီမှာအဲ့ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းခွန်လို့ကစားထားတယ်အဲ့ဒီနှလုံးပေါင်းခြင်းတုံညနဲ့ခတ်ခွန်လို့လာကစားထားတယ်ပေါ့နော်အဲ့ဒီနှလုံးပေါင်းခြင်းတုံညနဲ့ခတ်ခွန်လို့ကစားထားတယ်အဲ့ဒီနှလုံးပေါင်းခြင်းတုံညရဲ့နဲ့ခတ်ခွန်ဆိုပြီးတော့သူကတစ်ခုကိုပဲအတိအကျအလုပ်နေတဲ့ line တစ်ခုပေါ့နော်အဲ့ဒီမှာဒီ line နေမှာပြောမှဆိုရင်လည်းအများကြီးပါတယ်ပေါ့နော်အဲ့ဒီသုံးလုံးပေါင်းခြင်း8ဒီသုံးလုံးပေါင်းခြင်းကလည်း8နော်အဲ့ဒီသုံးလုံးပေါင်းခြင်းကလည်း8နော်
ဒီသုံးလုံးပေါင်းချင်းကလည်းရှစ်ဆိုတာလေးရှိတယ်ကထားလိုက်တော့ဒါနဲ့တော့မဆိုင်နေဘူးပေါ့နော်အဲ့တော့သုံးညတွေကိုအဲ့လိုဖြေထားတယ်ဆိုတာကိုကျွန်တော်ကပြောချင်တာအဲ့တော့အဲ့လိုဖြေထားပြီးတော့သူတို့ဘာအလုပ်လုပ်တာလဲလို့ကျွန်တော်တို့ကဆက်ပြီးတော့လေ့လာကြည့်တော့မှာပေါ့နော်အဲ့ဒါသူ့ရဲ့တိုင်ပင်ကဘယ်နေရာလေးလဲဆိုရင်ဒီမှာတစ်ချက်ကြည့်အောင်ပေါ့နော်ဒါကြောင့်ဒီမျိုးခွဲလိုက်နော်အဲ့တော့အဲ့ဒီသုံးညတွေကိုပဲကျွန်တော်ကဒီလိုမျိုးသွားချင်တာပေါ့နော်9ရယ်4ရယ်2ရယ်5ဆိုတော့ကဏ္ဍတစ်ခုကိုလာပြီးတော့ကစားတာလားအဲ့ဒီသုံးညကို5လို့ကစားတာလားနောက်တစ်ခါမှလည်း9ရယ်3ရယ်5ရယ်5ဆိုတော့ကဏ္ဍတစ်ခုကိုပဲလာပြီးတော့ဖြစ်ထားတယ်တော့နော်နောက်တစ်ခါမှလည်း9ရယ်2ရယ်9ရယ်2ရယ်ဒီဘက်က6ရယ်လေ5ဆိုတော့ကဏ္ဍတစ်ခုကိုပဲလာပြီးတော့အလုပ်လုပ်ထားတယ်အခုလဲကျွန်တော်တို့က5လို့ကစားမယ်ဆိုရင်ပေါ့နော်ကစားမယ်ဆိုရင်လို့ပြောတာနော်ကစားမယ်လို့ကျွန်တော်ပြောဘူးနော်5လို့ကစားမယ်ဆိုရင်8ဆိုတဲ့အထိပ်စီးတစ်လုံးကိုပြန်ပြီးတော့ဥတည်ထားတယ်ပေါ့နော်ဒါ8ထိပ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီရဲ့3လုံးပေါင်းချင်းဒီ9အဲ့ဒီ3လုံးပေါင်းချင်းဒီလဲ9ဒီ3လုံးပေါင်းချင်းဒီလဲ9အဲ့ဒီ3လုံးပေါင်းချင်းဒီလဲ9ဆိုပြီးတော့အဲ့လိုထိပ်စီးတစ်လုံးကိုအဲ့ဒီလိုမျိုးလေးဥတည်ထားတယ်နောက်ဥတည်ထားပြီးတော့ဒီနေရာမှာကျွန်တော်တို့ကဘယ်လိုသွားထားတော့ဆိုရင်ကျွန်တော်ခါတစ်လုံးကိုထည့်ပြပေးမယ် subscribe လေးတွေ like လေးတွေနှိပ်ပြီး comment လေးတွေရေးပေါ်ပြနော်ဒါမှလည်းရှာဖွေရတဲ့ကျွန်တော်တို့ဘယ်လူတွေအားပေးနေပါလားကိုမိတ်ဆွေမိဟောင်းတွေမိတ်တစ်တွေပေါ့နော်မြင်တဲ့တွေ့တဲ့လူတွေလည်းချားမိတ်ဆွေများလည်းသိအောင် share ပေးနိုင်တယ်ပေါ့ဗျာနော်ကဲတစ်ချက်ကြည့်အောင်ဒါမှလည်းရှာဖွေရတာဟောကိုယ့်ရဲ့လူဟောင်းလေးတွေအားပေးနေပါလားပေါ့နော်ကျွန်တော်အဖွဲ့တွေကိုတော့ကဏ္ဍဖိုင်ပို့လိုက်ပြီပေါ့ဗျာနော်ဒီတစ်ပတ်စောစောစီးစီးပါပဲနော်ကြိုက်တဲ့ကဏ္ဍဖြစ်တဲ့အတွက်ကြောင့်နော်I hope အဲ့တော့ဒီ3လုံးပေါင်းချင်းဒီအဲ့ဒီ9ခွန်2ဆိုတော့ကဏ္ဍ3လုံးပေါင်းချင်းဒီ8ဆိုတော့ကဏ္ဍတစ်ခုကိုရနေတယ်8အဲ့တော့ခွန်ရ3ရယ်ဒီက9ရယ်ပေါင်းချင်းဒီ8ပြီးတော့9ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်8 9နောက်တစ်ခါ10လို့ဖြစ်သလားကြည့်ရအောင်ဒီမှာခွန်ရ3ရယ်3ညရယ်8 9 3ညအခုကျွန်တော်တို့က1လို့တွားချင်တာဗျ1လို့တွားချင်တာဆိုရင်ဒီမှာ4ရယ်8ရယ်ရှိတဲ့အတွက်ကြောင့်9ခါဆိုတာကိုကျွန်တော်ထည့်ပြပေးတယ်89အတွဲပေါ့ဗျာနော်89အတွဲ89အတွဲကဲရှင်းတော့ပါတယ်ပေါ့နော်ဒီ3လုံးပေါင်းချင်းဒီ8ဒီ3လုံးပေါင်းချင်းဒီ9အဲ့ဒီ3လုံးပေါင်းချင်းဒီ10ဒီ3လုံးပေါင်းချင်းဒီ1ဆိုရင်89အတွဲကိုရတယ်89အတွဲကိုအဲ့လိုရပြီဆိုတော့ထုံးစံတိုင်း10ကိုဒါကင်ထည့်လိုက်တော့ဗျာနော်89အတွဲနော်89အတွဲကိုအဲ့လိုမျိုးလေးရတယ်နော်ဒါကကျွန်တော်တို့ဒီမှာဒီဖြစ်စဉ်လေးတစ်ခုတော့ရှိတယ်ဗျာနော်ဘယ်ကစတော့ဒီမှာပေါ့နော်ဒီနှလုံးပေါင်းချင်းကတဲ့ဒီနှလုံးပေါင်းချင်းခွန်ကြောင်းနဲ့ပေါင်းချင်းခွန်ဆိုတာဝင်တယ်နှလုံးပေါင်းချင်းခွန်ကြောင်းပေါင်းချင်းခွန်လို့ဝင်ထားတယ်နှလုံးပေါင်းချင်းသူကပါဝါယူတာပေါ့ခွန်နှစ်ခွန်နှစ်ပေါ့နော်9နဲ့6နဲ့ပေါင်း1 6ပေါင်းချင်း6နဲ့2နဲ့ပေါင်းချင်းဒီ10ပေါ့နော်အဲ့တော့8 3ပေါင်းချင်း2နဲ့9နဲ့ပေါင်းချင်းဒီ1 6ပေါင်းချင်း9နဲ့3နဲ့ပေါင်းချင်းဒီ9နဲ့3နဲ့ပေါင်းချင်းဒီပေါ့နော်2ခွန်ပေါင်းချင်းပေါင်းချင်း2နေရာရွေ့သွားပြီနော်ဒီမှာ3နဲ့6နဲ့ပေါင်းချင်းဒီပေါင်းချင်း4 9နော်3နဲ့6နဲ့ပေါင်းချင်းဒီပေါင်းချင်း9ပေါင်းချင်း4 9ဟုတ်လားပေါင်းချင်း4 9ဆိုတဲ့ဟာဒီကိုသူကအဲ့ line ကတော့ညွှန်ထားတယ်အဲ့တော့ကဏ္ဍတစ်ခုကိုအဲ့တော့89အတွက်ရပြီဆိုတော့ဘယ်လိုကဏ္ဍဖြစ်မလဲကျွန်တော်နဲ့အတူတူဆက်ပြီးတော့လေ့လာကြည့်အောင်ပေါ့နော်အဲ့ဒီမှာသူကြနေတဲ့ပုံစံလေးကိုကျွန်တော်ပြပေးမယ်တစ်ချက်ကြည့်အောင်ကဲ subscribe လေးတွေနှိပ်ပြီးတော့အားပေးထားပါတော့ချိန်ကြည့်ရတာအချိန်လေးကြာတယ်မိတ်ဆွေများကိုပြတာခဏလေးပါအဲ့ဒီ9 3ညအတွဲနဲ့ဒီ9 3ညအတွဲလေးနဲ့အဲ့ဒီ9 3ညအတွဲနဲ့ဒီဘက်က2နောက်ခွန်နောက်ပိတ်နဲ့ပေါင်းချင်းဒီ2ဆိုတော့ကဏ္ဍတစ်ခုကိုရတယ်ဗျာနော်ဒီမှာ2နောက်တွဲလေးနဲ့4နဲ့ဒီခွန်နဲ့ပေါင်းချင်းဒီနှစ်ပြီးတော့1လို့ရတယ်ဗျ2 1ဒီမှာ3ညလို့ကစားသလားကြည့်အောင်3ညခွန်နောက်တွဲနဲ့အဲ့ဒီနောက်ပိတ်နဲ့2 1 3ညဒီမှာ9လို့ဖြစ်သလား2 1 3ည9လို့ဖြစ်မယ်ဆိုရင်890စီနီယာကဏ္ဍတစ်ခွက်ဖြစ်ပါကြောင်း890ပေါ့နော်အဲ့ဒါမှနောက်နှလုံးပေါင်းချင်း9ဆိုတဲ့ဟာလေးဝင်သွားပြီပေါ့ဗျာဒီနှလုံးပေါင်းချင်း9ဒီ4 9ပေါင်းချင်း4 9ပါတော့ခဏ890ဆိုတော့အဲ့တော့ဒီမှာတစ်ချက်ကြည့်ရအောင်တဲ့နောက်နှလုံးပေါင်းချင်းဒီနောက်နှလုံးပေါင်းချင်း9နောက်နှလုံးပေါင်းချင်း9နောက်နှလုံးပေါင်းချင်း9เนาะနောက်နှလုံးပေါင်းချင်း9ပါတဲ့เนาะဒါကျွန်တော်အထောက်တော့မကြည့်ရသေးဘူးကျွန်တော်ဒီတိုင်းလေးအနီးကလေးမြင်တာလေးကိုပြလိုက်တာနောက်နှလုံးပေါင်းချင်း9ပါเนาะအဲ့မှာ890ဆိုတော့ခဏဒီရှစ်ထိတ်ကလေးကတော့အဲ့လိုမျိုးလေးယူဆလိုက်တယ်အဲ့မှာ break ကလေးကပါကျွန်တော်ပြပေးမယ်ကြာเนาะပြမယ်ပြတော့စီနာပါပဲပြလိုက်တော့ပါမယ်เนาะ date line တစ်ခုကိုပါကျွန်တော်ပြပေးပါမယ်ဆိုတော့
ပရိတ်ကပြောတော့ဆွဲထားပြီးတော့ရှိတယ်စာရွက်လန့်တာနဲ့အချင်းကုန်နေနားလေးပါနော်အော်ဒီမှာကြည့်ရအောင်ကဲ subscribe လေးတွေနှိုက်လေးတွေနှိပ်ပြီးတော့အားပေးထားပါနော်ဒီမှာတစ်ချက်ကြည့်ရအောင်ဒီမှာဒီသုံးလုံးပေါင်းခြင်းဒီ10နဲ့4နဲ့ပေါင်းခြင်းဒီ4လို့ရတယ်အဲ့ဒီသုံးလုံးပေါင်းခြင်း2နဲ့1နဲ့ပေါင်းခြင်းဒီ3လို့ရတယ်4 3 2လို့ကစားချင်တာသုံးလုံးပေါင်းခြင်း8နဲ့4နဲ့ပေါင်းခြင်းဒီ2လို့ရတယ်4 3 2ဒီမှာ1လို့တွားချင်တာဗျ9ရဲ့6ရဲ့3ရဲ့4လို့ရပြီခွန်ပရိတ်ထဲမှာเนาะဒါကတော့ဒါခြားလိုင်းတစ်ခုနဲ့じゃပရိတ်ကိုကြီးကပြလိုက်တာเนาะခွန်ပရိတ်ထဲမှာကျွန်တော်တို့က1လို့ဖြစ်မှာပေါ့เนาะ4 3 2 1ဒီသုံးလုံးက4ဆိုတော့ခွန်ထဲမှာ1ပရိတ်ဖြစ်မှာဟုတ်ပြီအဲ့ဒါတစ်ခုရှိတယ်နောက်ထပ်တစ်ခုကဘယ်လိုပြောပြရမလဲဒီမှာပေါ့ဗျာเนาะဒီမှာလေဒါရိုးရိုးလေးပဲကျွန်တော်ပြလိုက်တော့မယ်เนาะသူအဖရိတ်ထောက်တည်ရတာတက်5ပရိတ်6ပရိတ်ခွန်ပရိတ်လို့ဒီမှာရှိနေတယ်ပေါ့နော်ကဲဇောင်းပေါင်းခြင်း3ဇောင်းပေါင်းခြင်း2ဇောင်းပေါင်းခြင်း1လို့ကစားတယ်1လို့ကစားထားပြီးတော့ဒီမှာခါးဒီအပိတ်လို့ဝင်ထားတယ်ခါးဒီအပိတ်လို့ဒီမှာလာကစားထားတယ်အဲ့ဒီနေရာမှာဒီမှာဒီသုံးလုံးပေါင်းခြင်းက8ဒီသုံးလုံးပေါင်းခြင်းကခွန်ဒီသုံးလုံးပေါင်းခြင်းက6လို့ကစားထားတယ်21ပရိတ်သူ့ရဲ့ဇောင်းမှာ5ပရိတ်6ပရိတ်ခွန်ပရိတ်ဆိုတာကိုအတလာမျိုးလေးရှိနေတယ်ပေါ့နော်အင်ရှင်ကခွန်ပရိတ်လည်းရှိတယ်ကဲတလက်စားလည်းပြပေးလိုက်ပါမယ်ဗျာနော်ကဲဒီမှာတစ်ချက်ကြည့်အောင်နော်ဒီတစ်ပတ်ကိုခွန်ပရိတ်နဲ့ organ ထုတ်မယ်ပေါ့နော်ဒါကတော့ကျွန်တော်မကြည့်ဒါကကျွန်တော်မိတ်ဆွေရဲ့မှာ line တစ်ခုကိုကျွန်တော်ပြန်share ရင်းပြန်လုပ်ပေးပါမယ်မျှပေးတယ်ပေါ့နော်သုံးလုံးပေါင်းနှလုံးပေါင်းချင်း6လို့ကစားထားတယ်နှစ်ရဲ့နှစ်ခက်က4ဗျအဲ့တော့4နဲ့ဒီပရိတ်2နဲ့ပေါင်းချင်းဒီ6ဆိုတော့ကဏ္ဍတစ်ခုကိုပြန်ပြီးတော့ရတယ်။ကွာပေါင်းချင်းဒီ3လို့ရတယ်။ဒီ3ကိုဒီမှာ9ရဲ့နှစ်ခက်ဒီ6နဲ့ပရိတ်9နဲ့ပေါင်းချင်းဒီ3ဆိုတော့ကဏ္ဍတစ်ခုကိုပြန်ရတယ်ပေါ့နော်။အဲ့တော့ဒီမှာတစ်ချက်ကြည့်အောင်။ကွာပေါင်းချင်းက8လို့ရထားတယ်။8နှစ်ခက်က1နဲ့ပရိတ်9နဲ့ပေါင်းမှကျွန်တော်တို့က8ဆိုတော့ကဏ္ဍတစ်ခုကိုရမှာ။ကဲမိတ်ဆွေများကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ကဏ္ဍလေးတွေကိုဘာဖြစ်နိုင်လဲပေါ့နော်။အဲ့ဒီမှာကျွန်တော်ပြလိုက်တဲ့ကဏ္ဍလေးကို890လို့ကျွန်တော်ပြပေးလိုက်တယ်ပေါ့နော်ကဲအားလုံးမိတ်ဆွေအားလုံးကံကောင်းကြပါစေကြိုက်နေတဲ့လို့ကျွန်တော်ရှာဖွေမှုကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီနံပါတ်လေးတာဆက်သွယ်လိုက်ပါနော်တစ်ချိန်ချင်း9000နှစ်ကုန်တိအောင်3သိန်းပေါ့နော်အဲ့မှာဟိုကကျန်တယ်အကျိန်20ကျန်တယ်နော်25လီ9020နဲ့နောက်3သိန်းကျပ်ပေါ့နော်ကဲဒီမှာဒီနံပါတ်တာဖုန်းဆက်လိုက်ပါနော် KP ရှိတယ် Viber ရှိတယ်ဟုတ်ပြီနောက်ထပ်ဒုတိယဖိုင်လေးဆက်လက်တင်ဆက်ပေးမယ် subscribe လေးတွေ like လေးတွေနှိပ်ပြီးတော့အားပေးထားခဲ့ပါနော်အားလုံးမိတ်ဆွေများအားလုံးခွက်လက်ပါကံကောင်းကြပါစေပေါ့ဗျာနော်